ကဲဒါလေးတွေကတော့ဖုံပင်ငွေပေါ်လျှော်သေးလေးတွေပါရှင်ခါရှိပရာလေးတွေပါရှင်ပထမဆုံးပြပေးတဲ့နှစ်ပုံကတော့စိုက်နံပါတ်36သမားလေးတွေရပါမယ်ရှင်တစ်ထည်က beautiful တစ်စိတ်လေးပါနော်ဒီ beautiful တစ်စိတ်လေးဆိုရင်ကျိုးရှင်လေးပါရှင်ချိတ်ထားလို့ဖုံနှဲငယ်ပေးတာလေးတွေပဲရှိမယ်ရှင်တရားလေးနှစ်ထည်ကို36နှစ်ထည်ကို1000နဲ့ယူပါရှင်ဒါလေးနှစ်ထည်က1000ဒီအတွဲလေးကလည်းတန်မယ်ရှင်ဒါလေးက crystal cut ကလေးကိုကျိုးရှင်ပါရှင်စိုက်နံပါတ်လေးကတော့42ပါရှင် crystal လေးကကတော့စိုက်နံပါတ်40နဲ့တွဲပေးထားပါတယ်ရှင်ဒီတွဲလေးယူမယ်ဆိုရင်1000ခွနဲ့ယူပါရှင်ဒီကောင်းလေးလည်းရမ်းတက်ပါတယ်ရှင်ကဲဒီပန်းရောင်လေးကတော့နံပါတ်40ပါเนาะဒါ crystal 40နဲ့တွဲထားတဲ့နံပါတ်40ပန်းရောင်လေးကနှစ်ထည်တွဲပါရှင် crystal နဲ့နှစ်ထည်တွဲကိုမှ1000ခွဲပါရှင်ဒါလေးကတော့နောက်ဆုံးတွဲပါရှင်နောက်ဆုံးတွဲလေးကတော့ပို့ပြီးတော့တန်သွားပြီเนาะခုပြပေးတဲ့နောက်ဆုံးတွဲလေးက9တဲ့တွဲကိုမှ2000ပါရှင်9တဲ့တွဲကို2000ဆိုတော့တစ်ထည်ကိုမှ4000ပဲကြပါတော့မယ်ရှင်ခါရှိပါအုံလေးလည်းတောင်းပါတယ်ရှင်ဒီကောင်လေးကတော့ကျိုးလေးကတော့အသေးပါရှင်စိုက်နံပါတ်ကလေးကလည်း32တစ်ထည်ပါမယ်ရှင်34ကတစ်ထည်ပါမယ်ရှင်36ကလည်းတစ်ထည်ပါမယ်ရှင်နောက်ဆုံးပဲအသားရောင်လေးနှစ်ထည်ကတော့38နှစ်ထည်ပါရှင်ဒီအတွဲလေးကလည်းဖုံပြီးတဲ့ထည်လေးကနှစ်ထည်လောက်ပဲပါမယ်ရှင်ကျန်တာလေးတွေဆိုရင်လုံးဝအသက်ပါပဲရှင်ဒီပြည့်တခြားပေါ့နော်တခြားအဲ့ဒါတော့လုံးဝမပါဘူးရှင်ညီမတို့ဆိုင်မှာပေါ့နော်ချိတ်ထားတာဖုံပြီးအနှဲငယ်လေးတွေပဲပါလာပါရှင်လုံးဝကိုတန်ပါတယ်နော်ညီမကငွေလေးဖော်ခြင်းလို့ဝေဖော်လျှော်ဈေး